မင်္ဂလာပါတင်စာပြန်လာပြီ Let's go တင်စာပြန်မလာတာရက်အနေငယ်ကြာသွားပြီဆိုတော့အားလုံးပဲမျှော်နေကြပြီပေါ့နော်ကလပ်သင်းတွေနားထားပေမဲ့လည်းဘောလုံးချစ်သူတွေမပြင်းရလေအောင်ငွေချလို့ကောင်းတဲ့နိုင်ငံပွဲတွေရှိနေပါတယ်နိုင်ငံပွဲတွေကမှဒီနေ့အတွက်အီတလီနဲ့ဂျာမနီပွဲစဉ်ကိုရွေးချယ်ပေးခြင်းပါတယ်quarter final ထိရောက်လာကြပါပြီစုစုပေါင်း2ကြော့ကစားရမှာဖြစ်တဲ့အခုအီတလီအိမ်ခွေးမှာရှင်ပြိုင်ရမှာဖြစ်ပြီးတော့အာရှဈေးတန်းအရာဒဲဈေးသာဖွင့်ထားတယ်ဘိုးပေါင်းဈေးကတော့နှလုံး60အရှုံးပေးထားတယ်ဘော်ဒီဈေးနဲ့ရှင်ရင်တော့ဘိုးပေါင်းဈေးတန်းအနှဲငယ်ပြင်းတယ်လို့ဆိုလို့ရတယ်ဒဲဖွဲ့ထားတဲ့ဘော်ဒီဈေးကတော့ရှင်းပါတယ်ကိုကြိုက်တဲ့အသင်းကိုရွေးချယ်လို့ရတယ်ဆိုတော့အခုပကြော့မှာအင်ရှင်လဲဖြစ်တဲ့အီတလီအသင်းကိုဘော်ဒီရွေးပြီးတော့နှလုံး60အရှုံး9ပေါင်းဈေးမှာတော့အနည်းဆုံး2ဂိုးနဲ့အထက်သွင်းနိုင်တာကိုမြင်ရတာမို့ဘိုးဘော်ကိုဆက်ရွေးချင်ပါတယ်ဒီနေ့အတွက်အီတလီဘော်ဒီနဲ့အီတလီဂိုးဘော်ကိုရွေးချင်ပါတယ်ယူဇာများအားလုံးအရှုံးနည်း၍အနိုင်များကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်